ဒါလေးကကမာ site သေးခုကျန်တဲ့ site သေးဒီလို10လုံးဘူးလေးပါဒီလိုမျိုး customer စီပို့မယ်ဆိုလို့ရှိရင်ဒီလိုအနံ့လေးမှုတ်အောင်ပေါ့နော်ဒီသူ့တဘာဝအရသာလေးကိုပို့ပြီးပေါ်အောင်ဒီလိုအရွက်ကလေးတွေရယ်ဒီလိုတံမြာသီးပေါ့နော်ညှိနှံလေးပြောင်းအောင်တံမြာသီးလေးရယ်ရေခဲလေးရယ်အေးလေးစားလို့ရအောင်ဒီလိုမျိုးပို့ပေးပါရရှင်ကမာနဲ့တွဲစားမယ်ဒီမှာအချင်းနေဆိုလို့ရှိရင်ဒီလို seafood ချင်းပါမယ်ဒီလိုအချင်းအနီလေးပေါ့နော်အချို့ customer ကိုရီးယားတွေပိုင်းမှာစားတဲ့အချင်းကြီးလေးပေါ့နော်အလိုလေးပါမယ်ပြီးလို့ရှိရင်တင်မော်ဒီကျွတ်ကျွတ်လေးပါမယ်ဒီမှာကြက်သွန်ဖြူလေးပါမယ်ဒီလိုကမာနှမ်းနေမြည်ပဲနဲ့ချက်ထားဒီလိုကမာအချင်းလေးပါမယ်ကြက်သွန်ကြော်လေးပါမယ်ပေါ့နော်ဒီမှာအစင်းနဲ့စားဖို့ပဲအဆုံးပါပါတယ်ဒီအချင်းကဒီလိုကမာ10လုံးကိုအချင်းကြီးတွေအကုန်လုံးနဲ့မျှစားလို့ရအောင်လောက်ပါတယ်နော်ဒီမှာရေခဲကိုလည်းတက်နိုင်တဲ့လောက်တော့ဒီလိုထည့်ပေးထားပါတယ်ဟိုနေပူတော့လေရေခဲတွေကပျော်တတ်လို့ဒါမဲ့အဲ့လိုမျိုး customer စီရောက်သွားလို့ရှိရင်တော့အေးလေးပဲကြံတယ်ပေါ့နော်ရေခဲလေးကတော့ပျော်သွားနိုင်ပါတယ်ဒါမဲ့အေးလေးနဲ့သူ့တဘာဝရတာလေးမပြတ်ဘူးပေါ့နော်အဲ့လိုမျိုးစားလို့ရပါတယ်ရှင်ဒီမှာပါဒါဒီလိုဘူးဝိုင်းနဲ့ဒါဆို10လုံးဘူးပါရှင်ကမာဆိုင်ကိုတိုင်းတဲ့အခါမှာအခွန်ပဲတိုင်းလို့ရပါတယ်เนาะဒီအခွန်က3လက်မကျော်3လက်မရှိပါတယ်ဒါကတော့ site အသေးပါ site သေးဆိုတော့မှဒီလိုလှပအဲ့လိုဖြစ်နေရောပေါ့နော်ဒါပေမဲ့တစ်ကောင်နဲ့တစ်ကောင်ကတဘာဝအကောင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ကောင်နဲ့တစ်ကောင်မတူပါဘူးเนาะအဲ့တော့ဒီလိုမျိုးခက်ရောင်ရောင်လေးသေးနေတာတို့ခက်ရောင်ရောင်လေးဒီမှာကြီးနေတာတို့အဲ့လိုမျိုးလေးတွေရှိပါတယ်ဒီမှာအစီနှစ်ကအပြည့်ပါပဲစီနှစ်ပြည့်နဲ့လက်ဆက်မှုတော့အာမခံပါရဲ့ရှင်ကျန်တဲ့ site လေးတွေကတဘာဝဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးတော့ကွဲပြားရှိနိုင်ပါတယ်เนาะဒါကတော့မဝယ်ခင်ကြည့်လို့ရအောင် live လေးပြပေးတာပါဒီလိုမျိုးတပူးပါရှင်ဘူးဝိုင်းလေးနဲ့10လုံးဆိုလို့ရှိရင်ဒီလိုဘူးဝိုင်းလေးနဲ့တေချာစနစ်ကြာပါဆယ်လေးထုတ်ပေးပါတယ်เนาะလေးလုံးဘူးဆိုလို့ရှိရင်တော့ဖော့ဘူးတို့ကျန်တဲ့ဘူးလေးတို့သုံးပေးပါတယ်အခုလောလောဆယ်ကမာကအရင်မကြံတော့တာဖြစ်တဲ့ကြောင့်မလို့10လုံးတပူးတွေပဲထုတ်ရောင်းနေပါရဲ့ရှင်ဒီမှာပါအလုံးပေါင်း10လုံးပါပါတယ်ဒီလိုရေခဲလေးနဲ့ဒီလိုအသင့်စားဖွင့်ရောက်တာနဲ့ဖွင့်ပြီးစားရုံပဲเนาะဒီလိုပြင်ဆင်ပေးပါတယ်အချင်းအေးပါဒါသူ့မှာပါတဲ့ဟာလေးပေါ့เนาะဒီမျိုးတစ်ခါရဲစင်းနေစားရုံပါပဲရှင်ကြိုမခွာထားပါဘူးเนาะဒါကအခုပို့မဲ့ customer ရဲ့ဘူးပါတခါမှာမှ customer စီကလိပ်စာဖုန်းရမှာခွာပြီးတော့ပို့ပေးတာပါကြိုခွာထားတာမရှိပါဘူး10လုံး9000ပါမမရေတစ်လုံး9000ပါဒါကတော့ဒီ site သေးပါเนาะဒီလိုမျိုးပြင်ဆင်ပြီးသားပါဒီလိုတပူးလုံးမှာ9000ပါရှင်အရေးချင်းနေနဲ့တည်တဲ့ကောင်လေးဆိုဖယ်ထားပါတယ်ဒီလိုမျိုးအကောင်းဆုံးကိုပဲဒီလိုထည့်ပေးပါတယ်เนาะ customer အလုံးကြီးတစ်ခါစစ်ပြီးထည့်ပေးပါတယ်မှာလို့ရပါပြီရှင်အခု customer စီကလိပ်စာဖုန်း confirm ဖြစ်မှာခွာပြီးတော့တစ်ခါလေးလိုပွဲပြင်ပြီးတန်းပို့ပေးတာပါเนาะ